မင်္ဂလာပါဆရာနေမျိုးလိုက်ပါတိုင်းဆောင်မကလေးတွေဖတ်ပြနေတာတော်တော်များများရောက်ရှိလာပါပြီတချို့လည်းဒီဆရာရဲ့အစီအစဉ်လေးကိုသဘောကျလို့လာမှတ်တဲ့လူတွေလည်းရှိပါတယ်တချို့လည်းသူတို့အတွက်အဆင်မပြေလို့ကြော်သွားတာမျိုးလည်းရှိနိုင်ပါတယ်ဒီကနေ့ဆရာပြောချင်တာကအမေအများဆုံးမေကွန်းလေးတစ်ခုအကြောင်းကိုနည်းနည်းဆွေးနွေးပေးလိုပါတယ်တိုင်းကိုအခုမှစပြီးသင်ကျင်တဲ့ဝါသနာရှင်လူငယ်တွေကဆရာကိုလာပြီးတော့မေးလိမ့်မေးထားရှိပါတယ်တိုင်းသင်ကျင်တယ်တိုင်းလည်းကောင်းကောင်းတက်ချင်တယ်အဲ့ဒီလိုဆိုရင်ဘယ်ပညာရပ်ကိုရွေးချယ်ပြီးသင်ယူရမလဲလို့လာမေးကြပါတယ်ဒီကိစ္စကဘယ်ပညာကိုကောင်းပါတယ်လို့ဆရာတို့အနေနဲ့ပြောစရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပညာရပ်တွေအားလုံးဟာဘာသာရပ်အစကနေအဆုံးထိပြည့်ပြည့်စုံစုံရှိနေမယ်ဆိုရင်ဘာသာရပ်တိုင်းကောင်းပါတယ်။အားလုံးအစအဆုံးမဟုတ်ပဲတိုးလို့တန်းလန်းဖြစ်နေတဲ့တဝက်တစ်ပြက်ဖြစ်နေတဲ့ပညာမျိုးဆိုရင်တော့မပြည့်စုံသေးတဲ့အတွက်လိုကောင်းလိုနေနိုင်ပါတယ်ဒါပေမဲ့ပြည့်စုံတဲ့တိုင်းပညာရပ်ကိုသင်ပေးနိုင်တဲ့ဆရာစီမှာသင်တန်းမှာတွားရောက်ပြီးသင်ယူလေ့လာမယ်ဆိုရင်ဘယ်ပညာမဆိုအားလုံးကောင်းမွန်ကြတာတွေကြီးပဲဖြစ်ပါတယ်တိုင်းရဲ့သင်ကြားကြရတဲ့ရည်ရွယ်ချက်ကိုကိုယ့်စီကိုအန္တရာယ်ကြားရောက်မယ်ဆိုရင်ခုခံကာကွယ်တိုက်ခိုက်တတ်ဖို့သင်ကြားတာဖြစ်ပါတယ်အမျိုးမျိုးသောရည်ရွယ်ချက်တွေခေါင်းစဉ်တွေတက်ပြီးပြောနေကြပေမဲ့လိုရင်းချက်ကတော့ကိုယ်စီအန္တရာယ်မမျှော်လင့်မဲကြားရောက်လာရင်ခုခံမယ်ကာကွယ်မယ်တိုက်ခိုက်မယ်ဒီအတွက်သာရည်ရွယ်ကြတာဖြစ်ပါတယ်အဲ့ဒီတော့ဘယ်ပညာကိုသင်ယူရမတုံးလို့ဆရာစီကိုလာမေးတဲ့အခါပညာရပ်အားလုံးကတော့ကောင်းမွန်ပါတယ်ဆရာကတော့တိုင်းပြောင်းမြန်ပညာကိုသင်ပေးနေတဲ့ဆရာကိုယ်တိုင်လည်းတိုင်းပြောင်းမြန်ပညာကိုကြိုက်နေတဲ့လို့လေ့ကျင့်နေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ဆရာပညာဆရာပဲ recommend ပေးမှာဖြစ်ပါတယ်ထိုနည်းတူပါပဲတခြားသင်တန်းတွေကဆရာကိုတွားပြီးတော့မေးမယ်ဆိုရင်လေသူတို့သင်ပေးနေတဲ့ပညာသူတို့လေ့ကျင့်နေတဲ့ပညာကိုပဲ recommend ပေးကြမှာဖြစ်ပါတယ်ဒီတော့ဘယ်ပညာကိုရွေးရမှာလဲလို့အခက်အခဲဖြစ်နေတဲ့လူတွေအတွက်စဉ်းစားစရာအချက်ကလေးတွေရှိပါတယ်ကိုယ်တိုင်ကဘယ်လိုပညာရပ်မျိုးကိုလိုအပ်တာလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ကိုလိုအပ်တဲ့ပုံသဏ္ဍာန်ကိုရွေးချယ်သင်ယူကြရမှာဖြစ်ပါတယ်ဒီနေရာမှာဆရာအနေနဲ့အကြံပေးလိုတာကဘယ်တိုက်ခိုက်ရေးပညာမဆိုဆရာညွှန်ကြားတဲ့အတိုင်းပညာရပ်ကိုကောင်းကောင်းမွန်မွန်နဲ့သေးသေးချာချာကြိုးကြိုးစားစားလေ့ကျင့်မယ်စနစ်တွေကိုလည်းမှန်ကန်အောင်လုပ်မယ်လိုအပ်တဲ့လေ့ကျင့်ခန်းတွေအားလုံးကိုလိုအပ်တဲ့အတိုင်းအတာထိကျင့်မယ်ဆိုလို့ရှိရင်တစ်လကြော်လောက်လေ့ကျင့်ပြီးသွားပြီဆိုတာနဲ့အတော်အတန်ခုခံတိုက်ခိုက်လို့ရတဲ့အနေအထားမျိုးကိုရောက်ရှိနေရမှာဖြစ်ပါတယ်ဒါကိုနမူနာအနေနဲ့ကြည့်မယ်ဆိုရင်မြန်မာလက်ဝဲထိုးနေတဲ့လူငယ်တွေကိုသွားကြည့်နိုင်ပါတယ်ဘာမှမတက်သေးတဲ့လူတစ်ယောက်ကနေလက်ဝဲ club တစ်ခုမှာတွားပြီးစနစ်တကျသင်ယူမယ်ဆရာပြောတဲ့အတိုင်းစနစ်တကျလေ့ကျင့်မယ်ဆိုလို့ရှိရင်တစ်လကြော်လောက်အနေအထားမှာသူနဲ့ကိုက်ညီတဲ့အရည်ချင်းရှိတဲ့လူသက်တန်းလက်ဝဲပြိုင်ပွဲလေးကိုတက်ထိုးမယ်ဆိုထိုးလို့ရတဲ့အနေအထားကိုရောက်နေပါပြီဒါဟာဘာကိုဆရာပြောချင်တာလဲဆိုရင်ပညာရပ်တစ်ခုကိုဆရာညွှန်ကြားတဲ့အတိုင်းသေးသေးချာချာကျင့်မယ်ဆိုရင်တစ်လကြော်သွားတဲ့အနေအထားလောက်ဆိုရင်ပဲမူလကကိုရှိထားတဲ့အရည်အချင်းထက်တစ်လကြော်လေ့ကျင့်ထားတဲ့အရည်ချင်းဟာတော်တော်
ပြောင်းလဲနေပြီဆိုတာသိသာနိုင်အောင်နမူနာပြခြင်းဖြစ်ပါတယ်ဒါကဘာဖြစ်လို့ဆရာကတိုင်းသမားဖြစ်ရတဲ့လက်ဝိတ်သမားလေးတွေနဲ့နမူနာပြတာလဲဆိုရင်လက်ဝိတ်သမားဆိုတာပြိုင်ပွဲပြိုင်နေလူအများမြင်တာတယ်ဒါကြောင့်မို့ဥပမာအနေနဲ့ပေးခြင်းဖြစ်ပါတယ်တိုင်းပညာဆိုတာကလည်းဒီအတိုင်းပါပဲဒါပေမဲ့တိုင်းပညာကိုသင်ယူကြတဲ့အခါမှာတိုင်းကိုဘလောက်အခြေအနေထိတက်ပြီးသွားပြီဆိုရင်ဘယ်မှာသွားချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့တိုင်းသမားမျိုးကမရှိပါဘူးတချို့ပြိုင်ပွဲဝင်နေတဲ့တိုင်းသမားများတော့ရှိပါတယ်ဒါက sport line ဖြစ်ပါတယ် martial art line မဟုတ်ပါဘူးတကယ်လို့မြေပြင်မှာကိုအန်ဒီရဲ့ကြုံလို့ခုခံကာကွယ်တိုက်ခိုက်ဖို့တင်နေတဲ့လူဆိုရင်ပြိုင်ပွဲသွားဝင်ဖို့လည်းစိတ်ကူးမရှိပါဘူးဒီတော့ martial art ကိုတင်နေတဲ့တိုင်းသမားတွေတဲကပြိုင်ပွဲမှာသွားပြိုင်လိုက်လို့အပြင်မှာပွဲချလိုက်လို့ဘလို့ဖြစ်လာတယ်ဆိုတဲ့ရလဒ်မျိုးကိုပြဖို့ရနမူနာရှားပါတယ်တိုင်းကိုတကယ်တင်လို့တလခွဲလောက်အနေအထားရောက်ပြီးဆရာပြောတဲ့ညွှန်ကြားချက်တွေအတိုင်းလဲကြိုးကြိုးစားစားလေ့ကျင့်ထားတယ်ပညာရက်ကလည်းတကယ်ကောင်းမွန်မှန်ကန်တဲ့ theory ကြတဲ့ပညာဖြစ်တယ်ဆိုရင်တလခွဲကြော်ကြော်လေ့ကျင့်ထားတဲ့လူတစ်ယောက်ဟာမတော်တဆအန်ဒီရဲ့ကြုံလာတဲ့အချိန်မှာဘာမှလေ့ကျင့်မထားတဲ့လူထက်အများကြီးအရေးချင်းပြောင်းလဲနေပြီးကွာခြားနေပြီးတိုးတက်နေပြီးဆိုတာမြေကြီးလက်ခတ်မလွဲဖြစ်ပါတယ်ဒီနေရာမှာပြောစရာတစ်ခုရှိတာကဆရာညွှန်ကြားတဲ့အတိုင်းလဲလေ့ကျင့်တယ်ကြိုးစားတယ်လိုအပ်တဲ့ကျင့်စဉ်တွေဖြစ်တဲ့မာကျောတဲ့ကျင့်စဉ်တွေမြန်ဆန်တဲ့ကျင့်စဉ်တွေအင်အားကောင်းတဲ့ကျင့်စဉ်တွေကိုလည်းမကြော်ဘဲနဲ့ကျင့်လာခဲ့တယ်တိုင်းကွက်တွေကိုလည်းသင်ကြားပေးတဲ့အတိုင်းစနစ်တကျကျွမ်းကျင်အောင်လုပ်ရတဲ့နဲ့တလာခွဲလောက်ရှိတာတောင်ဘလို့တိုက်ခိုက်ရမှန်းမသိဘူးတိုက်ခိုက်တဲ့နီးစနစ်ကိုမမြင်သာသေးဘူးဆိုရင်ဒီပညာနဲ့ဒီသင်တန်းကနေနောက်ဆုတ်လိုက်ပါဒါဟာကိုရွေးချယ်နေတဲ့ကိုလိုအပ်တဲ့ပညာရက်မဟုတ်ဘဲကိုအတွက်မလိုအပ်တဲ့ကိုနဲ့မကိုက်ညီတဲ့ပညာရက်တစ်ခုဖြစ်နေပြီလို့သုံးသပ်ရတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့တလာခွဲလောက်အနေအထားအတိုင်းအတာအတွင်းမှာခုခံကာကွယ်တိုက်ခိုက်တဲ့အနေအထားတစ်ခုရောက်မလာဘူးဆိုရင်ဒီပညာရပ်ကိုဆက်လက်ပြီးတော့ဖက်တွယ်နေစရာမလိုတော့ပါဘူးဒီလိုပြောလိုက်လို့ပညာရပ်တစ်ခုကိုတလခွဲလောက်အတွင်းမှာကုံအောင်သင်လို့ရသလားကျွမ်းကျင်အောင်လုပ်လို့ရသလားလို့မေးလိုက်ရင်မရပါဘူးတလခွဲလို့အချိန်ပြောရခြင်းအကြောင်းရင်းကမူလရှိနေတဲ့အရည်အချင်းကနေအနှဲငယ်တိုးတက်လာပြီးအနှဲငယ်တိုးတက်မှုမရှိဘူးစတဲ့မြင်သာတဲ့အနေအထားမျိုးကိုနမူနာပြတာဖြစ်ပါတယ်ပညာရပ်တစ်ခုလုံးကိုကျွမ်းကျင်ပြီးပညာရှင်အဆင့်ထိရောက်ဖို့ဆိုတာကတော့နှစ်တွေအများကြီးလေ့ကျင့်ရမယ်သင်ယူရမယ်ပညာနဲ့ပတ်သက်လို့လိုအပ်တာတွေဖြည့်ဆည်းရမှာဖြစ်ပါတယ်ဒါကြောင့်ဘယ်ပညာကိုသင်ယူရမလို့မေးနေတဲ့မေးခွန်းဟာကြိုက်တဲ့ပညာကိုသင်ပါတကယ်မှန်ကန်တဲ့ပညာဖြစ်မယ်ကိုယ်တိုင်စူးစမ်းမယ်ဆိုရင်တလကြော်အတွင်းဘာမှမတက်တဲ့လူတယောက်ရဲ့တိုက်ခိုက်ခြင်းကိုခုခံကာကွယ်တိုက်ခိုက်နိုင်တဲ့အနေအထားကိုရောက်နေပါပြီအဲ့လိုမှမရောက်ဘူးဆိုရင်အဲ့ဒီပညာကိုနောက်ဆုတ်လိုက်ပါလို့အကြံပေးခြင်းပါတယ်နောက်တစ်ခုကပညာရပ်တွေကိုနာမည်တက်ပြီးတော့ပြောနေကြတဲ့အကြောင်းအရာကပညာရပ်တစ်ခုနဲ့တစ်ခုဟာ theory တွေသဘောတရားတွေတိဆောက်ပုံတွေမတူကြလို့နာမည်တွေကွဲနေတာဖြစ်ပါတယ်နာမည်ကွဲပြီးတော့ပညာသဘောတွေမတူပါဘူးဆိုတဲ့ထဲကမှဟိုပညာနဲ့ဒီပညာနဲ့တွဲပြီးသင်မယ်ဒီပညာနဲ့ဟိုပညာနဲ့တွဲပြီးသင်မယ်ဆိုတာကလည်း sport ပြိုင်ပွဲတွေတွားပြီးတော့လိုက်မဲ့လူတွေအတွက်ကျတော့အဆင်ပြေပါတယ်စီမင်းစည်းကမ်းနဲ့တွားတဲ့လူတွေအတွက်ဘယ်စနစ်နဲ့ဘယ်စီမင်းလေးနဲ့ကိုက်ညီပြီးတော့ဘယ်အပိုင်းကြရင်ဘယ်ဟာလေးကိုယူပြီးသုံးလိုက်မယ်ဆိုတာမျိုးဟာ
ကောင်းမွန်တဲ့စိတ်ကူးဖြစ်ပါတယ်။မြေပြင်မှာအန္တရာယ်ကြုံတာကိုဖြေရှင်းဖို့အတွက်ဆိုရင်ဟိုပညာဒီပညာဟိုပညာဝေဝါးနေမယ်အစားမှန်ကန်ကောင်းမွန်တဲ့ပညာရပ်တစ်ခုဘယ်ပညာမဆိုအစကနေအဆုံးထိလိုက်စားကြည့်မှသာဒီပညာရဲ့အနှစ်သာရဒီပညာရဲ့တိုက်ခိုက်နိုင်တဲ့အနေအထားဒီပညာရဲ့သဘောတရားတွေကိုနားလည်ပြီးအဆင့်မြင့်တဲ့တိုင်းသမားတယောက်အဆင့်မြင့်တဲ့ပညာရှင်တယောက်ဖြစ်လာမှာဖြစ်ပါတယ်ဒီတော့ပညာရပ်တစ်ခုကိုရွေးချယ်တဲ့အချိန်မှာကိုလိုချင်တာဘယ်လိုအနေထားလဲဒီပညာဟာစနစ်ကျတဲ့ theory မှန်ကန်တဲ့ကောင်းမွန်တဲ့ပညာဖြစ်သလားကိုရွေးချယ်လိုက်တဲ့ဆရာဟာဒီပညာကိုအစကနေအဆုံးထိသို့မဟုတ်သူရောက်နေတဲ့အနေအထားထိစနစ်မှန်ကန်စွာတိတိကျကျသင်ကြားပေးနိုင်တဲ့ဆရာဖြစ်သလားစတဲ့အချက်တွေကိုကြည့်ပြီးရွေးချယ်ရမှာဖြစ်ပါတယ်ဒီတော့ပညာရပ်တစ်ခုကိုသင်ကြားတော့မယ်ဟဲ့လို့ရွေးချယ်လိုက်တာနဲ့ပထမဦးစွာကိုယ်တိုင်လိုချင်တဲ့အကြောင်းအရာကိုယ်တိုင်လိုချင်တဲ့အချက်လက်တွေကဘယ်လိုပုံစံလဲဆိုတာစဉ်းစားရမှာဖြစ်ပါတယ်နောက်တစ်ချက်ဆရာနဲ့ပညာကပေးတဲ့လိုအပ်တဲ့လေ့ကျင့်ခန်းတွေလေ့ကျင့်စဉ်တွေလိုအပ်တဲ့ကြိုးစားမှုတွေဒါတွေထည့်ရမှာဖြစ်ပါတယ်ကြိုးစားမှုလည်းရှိတယ်ပညာရလည်းမှန်ကန်တယ်ဆရာကလည်းကောင်းမွန်တယ်ဆိုလို့ရှိရင်ဘလို့လူမဆိုဒီပညာရပ်ကိုအမြင့်ဆုံးအဆင့်ထိရောက်အောင်သွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဆောင်းပါခေါင်းစဉ်အနေနဲ့မှန်သုံးမှန်အချိုးသုံးချက်ဆရာပညာတပည့်ဆိုတဲ့ခေါင်းစဉ်နဲ့လည်းဆရာဆောင်းပါလေးတွေရေးမှုပါတယ်ဒါကြောင့်တိုင်းပညာရပ်တစ်ခုကိုသင်ယူမယ်ဆိုရင်ဆရာရဲ့ပညာရဲ့တပည့်ရဲ့အချိုးသုံးချက်ညီဖို့အတွက်စဉ်းစားပြီးမှဆုံးဖြတ်ကြပါတိုင်းပြောင်းမြန်ပညာရပ်ကိုသင်ယူခြင်းနဲ့ဆိုရင်တော့ဆရာစီကိုလာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်လို့ပြောကြရင်ညီကုန်းချုပ်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ပါစေ